ငါးပွဲရှစ်နိုင်ပွဲကိုပုံဖော်နိုင်မလားစောင့်ကြည့်ရမယ် Manchester United အားလုံးမင်္ဂလာပါ Sport Channel Facebook Page နဲ့ YouTube Channel ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်ပြီးမှသုံးသပ်ပေးချင်တဲ့ပွဲစဉ်တစ်ပွဲရှိတယ်ဒီပွဲစဉ်ကတော့ Manchester United နဲ့ West Ham ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပွဲကတော့ကျွန်တော်တို့ United ဖန်နေတကယ်အထူးတလဲရင်ခုန်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် United အသင်းက9ပွဲဆက်နိုင်ပွဲရရှိပြီးတော့ကျွန်တော် Manchester United ဖန်တယောက်ဖြစ်တဲ့ UK မှာကျွန်တော် brother တယောက်ကစပင်ညှက်ရမလားဆိုတော့ကျွန်တော်တို့ Manchester United က9ပွဲဆက်နိုင်ပွဲရမှစပင်ညှက်မယ်ဆိုတဲ့အကိုကြီးတယောက်ကစပင်ညှက်ခွင့်ရမလားဆိုကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဒီပွဲမှာကUnited ဖန်တွေကတကယ်သူကစပင်ညှရမလားဆိုတာကိုစိတ်ဝင်စားတာတပိုင်းကျွန်တော် United က9ပွဲဆက်နိုင်ပွဲရမလားဆိုတာဒီရင်ခုန်တာတပိုင်းဆိုတော့တခြားပွဲစဉ်တွေနဲ့မတူတဲ့ရင်ခုန်မှုမျိုးပေးတဲ့ကျွန်တော်တို့ပွဲစဉ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ9ပွဲမြောက်နိုင်ပွဲကိုပုံဖော်နိုင်လို့ရှိရင်ကျွန်တော် United ဖန်တွေအတိုင်းထက်ကျွန်တော်ပြောရမယ့်ပွဲစဉ်တွေဖြစ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်ကြည့်ချင်အဖြစ်ကျွန်တော်တို့တင်တင်းရဲ့ထိတ်တိုက်တွေ့ဆုံမှု9ပွဲကိုကျွန်တော်ပြန်လည်ပြီးမှလေ့လာသုံးသပ်ကြည့်မှဆိုရင် West Ham အသင်းကအနည်းငယ်အသာစီးရတာတွေ့ရတယ်အခုနောက်ပိုင်းမှာဒီ3နှစ်အတွင်းမှာအခုနောက်ပိုင်းတွေ့ဆုံမှုတိုင်းမှာWest Ham အသင်းကUnited ကိုအသာစီးရတာကျွန်တော်တွေ့ရတယ်ဒီပွဲစဉ်မှာက Michael Carrick အနေနဲ့အရင်ကဒီရလာဆိုးတွေကိုပြန်လည်ပြီးမှခြေဖြတ်နိုင်မလားဆိုကျွန်တော်ကြည့်ရမှာဖြစ်တယ်ဒီပွဲစဉ်မှာကျွန်တော်ဘယ်လိုလာမလဲဆိုတော့Manchester United က9ပွဲဆက်နိုင်ပွဲရပြီးတော့ Michael Carrick ကဒီသူ့ရဲ့နီးပြနီးပြတဲ့ဆောက်မှာအကောင်းဆုံးဆိုတော့ရက်လက်ကိုဆက်လက်ပြီးမှပိုင်ဆိုင်ရမလားဒါမှမဟုတ် Michael Carrick ရဲ့နိုင်ပွဲကိုရပ်တန့်သွားမလားကျွန်တော်တို့ဒီဘာဖြစ်လာပြီးခဲ့တဲ့ပွဲစဉ်ကလိုပဲကောင်းကောင်းမွန်မွန်နဲ့တေချာလေးအောင်စုဆိုင်မှုအပြည့်နဲ့စူးစမ်းမှုအပြည့်နဲ့ဆော့လို့ရှင်တော့နိုင်ပွဲရမယ်လို့မျှော်လင့်တယ်ဒါပေမဲ့ဒီနိုင်ပွဲကလည်းကပ်ပြီးတော့ရမယ့်နိုင်ပွဲကိုကျွန်တော်မြင်တယ်ဆိုတော့ဘာဖြစ်ဒီဘက်မှာကျွန်တော်ရင်ခုန်ဆိုတာကျွန်တော်စောင့်ကြည့်အောင်ဒီနေ့တဲ့နောက်ဆုံးကစားခဲ့တဲ့9ပွဲကျွန်တော်ကြည့်မယ်ဆိုရင်လည်းရလဒ်တွေအခု West Ham က9ပွဲကစားချိန်မှာတပွဲရှုံးတယ်တပွဲတည်တယ်3ပွဲနိုင်တယ်ဆိုတော့ကျွန်တော်ဒီအခုနောက်ပိုင်းမှာ West Ham ကလည်းအရင်ကအပွဲဒီရာဒီအစမှာရလာမကောင်းခဲ့တဲ့ပွဲစဉ်တွေကနေအခုနောက်ပိုင်းမှာရတယ်ပြန်ကောင်းလာပြီးမှနူနိုဆန်တိုရဲ့အသင်းကအကောင်းဆုံးပုံစံတွေပြန်လည်ပြီးမှနလန်ထူလာတဲ့ကျွန်တော်တွေ့ရတယ်ပြီးတော့ကျွန်တော် Manchester United ကြတော့အခုနောက်ပိုင်းမှာဒီနေ့တင်းကအရင်ကဒီတွေ့ဆုံမှုမှာရာဇဝင်တွေဒီ United ကရုံးကန်ရကျွန်တော်တွေ့ရတယ်လို့အခုတွေ့ဆုံမှုမှာလည်းရုံးကန်ရမလားကျွန်တော်စောင့်ကြည့်အောင်ဒီပွဲစဉ်မှာWest Ham ကတန်းဆင်းဆောင်ကနေရုံးထွက်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အမှမဟုတ်ကျွန်တော် United ကပဲ9ပွဲဆက်ဆိုတဲ့9ပွဲကိုပဲအကောင်းဆုံးပုံဖော်သွားမလားဆိုကျွန်တော်စောင့်ကြည့်အောင်ဆိုတော့ United ဖန်နေတကယ်ရင်ခုန်မယ်လို့မျှော်လင့်တယ်ဘာဖြစ်လို့ဆိုတော့ဒီဘက်ကတခြားပွဲနဲ့မတူကျွန်တော် UK မှာရှိတဲ့အကိုတယောက် brother တယောက်ကစပင်ညှက်ခွင့်ရမလား9ပွဲဆက်နိုင်ပွဲ United က9ပွဲဆက်နိုင်ပွဲရမှစပင်ညှက်မယ်ဆိုတဲ့အကိုတယောက်ကပဲစပင်ညှက်ခွင့်ရမလားပြီးတော့ United က9ပွဲလဲဆက်တိုက်နိုင်ပွဲရရှိသွားမလားကျွန်တော်စောင့်ကြည့်အောင်နော်ဆိုတော့ဒီပွဲကညနဲ့ပွဲဖြစ်တယ်ဘာဖြစ်ညနဲ့ပွဲဆိုရင် United ဖန်တကယ်ကိုကျွန်တော်တို့ United ကိုချစ်မြတ်နိုးတဲ့ဘောလုံးချစ်ပရိသတ်တွေအနေနဲ့တော့ဘာဖြစ်ဒီပွဲလဲထကြည့်ကြမလို့ထင်တယ်မလေးရှားနိုင်ငံမှာတော့ဒီဘာဖြစ်ဒီပွဲကညနေတဲ့4:15ပွဲဖြစ်တယ်မြန်မာပြည်မှာ2နာရီခွဲထိုင်းနိုင်ငံမှာ3နာရီမလေးရှားမှာ4:15ပွဲဖြစ်တယ်ဒီပွဲကလည်းတကယ်ကိုရင်ခုန်စရာကောင်းတဲ့ပွဲစဉ်ပွဲဖြစ်လို့ United ဖန်နေလက်မလောက်ပဲနဲ့ကြီးရမယ့်ပွဲစဉ်ပွဲဖြစ်တော့ကျွန်တော်တို့ပြောချင်တယ်ဒီပွဲကအနည်းဆုံးကျွန်တော်အနေနဲ့တော့ကပ်ပြီးမှဒီ9ရက်လက်ကအရင်ကွာဟတဲ့ပွဲစဉ်မျိုးဒီရလာမျိုးမဟုတ်ပဲနဲ့ဒီပွဲစဉ်ကအနည်းငယ်ဒီ2-1တို့ 1C အဲ့လိုမျိုး 2C အဲ့လိုမျိုးနဲ့ပြီးသွားမယ်ကျွန်တော်တို့ထင်တယ်ဘာဖြစ် United ကဘာဖြစ်အဝေးကွန်းဆိုရင်အကောင်းဆုံးတော့အာရုံစူးစိုက်မှုနဲ့အကောင်းဆုံးစူးစမ်းလို့ရှိရင်တော့နိုင်ပွဲရရှိမလို့ကျွန်တော်မျှော်လင့်တယ်ဆိုတော့ဒီနေ့ပွဲစဉ်ကို United ဖန်နေဘယ်လိုမြင်ကြလဲ